Hello မင်္ဂလာပါဒီနေ့မှာတော့လေဒီချိန်က grade 5ကလေးလေးတွေအတွက်စတိုကိန်းနဲ့ပတ်သက်ပြီးတော့မှမိန့်ခွန်းလေးတစ်ပုဒ်ကိုပြင်ထားပေးပါတယ်အဲ့တော့ဒီသင်ခန်းစာကိုသင်ပေးရတဲ့ target လေးကဘာလဲဆိုတော့လေကလေးတို့ကိုဒီချိန်ကဘာတွေသိစေချင်လဲဆိုတော့စတိုကိန်းနဲ့ပတ်သက်ပြီးတော့မှ concept တချို့ကိုသိပြီးသွားတဲ့အချိန်မှာအဲ့ဒီ concept ကိုသုံးပြီးတော့မှမိန့်ခွန်းလေးတွေကိုဘယ်လိုစီစဉ်ထားလဲဆိုတာကိုသိစေချင်တယ်မိန့်ခွန်းရဲ့အထာလေးတွေကိုချဲ့သိစေချင်တယ်နောက်ပြီးသွားရင်ကလေးတို့သိထားပြီးသား concept ကိုသုံးပြီးတော့မှအဖြေရအောင်ဘယ်လိုချင်းကပ်မလဲအဖြေကိုစဉ်းစားတဲ့အခါမှာဘယ်လိုအချက်လက်တွေအထိရအောင်သုံးသပ်နိုင်မလဲဆိုတဲ့အချက်လက်တွေကိုကလေးတို့ကိုနားလည်စေချင်တယ်အဲ့တော့ခြေနဲ့တူတီချာလိုက်ပြီးတော့မှစဉ်းစားပြပါအောင်เนาะအဲ့တော့ဒီမေခွန်းလေးကိုမတွက်ခင်မှာကလေးတို့ပြင်ထားရမယ့်ချက်တွေရှိရဲအဲ့ဒါဘာလဲဆိုတော့ကလေးတို့ကစတိုးကိန်းလေးတွေကိုကလေးတို့ရှာတက်ရမယ်သူနဲ့ပတ်သက်တဲ့ concept တချို့ကိုလည်းကလေးတို့သိနေရမယ်အဲ့တော့အဲ့လိုသိဖို့အတွက်ကိုဒီချာရှေ့မှာဆိုရင်ဗီဒီယိုဖိုင်လေးတစ်ခုလုပ်ပေးထားတယ်အဲ့ဒါလေးတွေကိုပြန်ကြည့်ပြီးတော့မှဒီဗီဒီယိုဖိုင်ကိုပြန်လာကြည့်လဲအဆင်ပြေတယ်။ဒါမှမဟုတ်ရင်လည်းဒီချက်တစ်ခါတည်းဒီမှာပဲ recall လေးတစ်ခုပြန်လုပ်ပေးထားတယ်ပေါ့နော်။အဲ့တော့အရင်ဆုံးဒီချက်ကစတိုကိန်းနဲ့ပတ်သက်ပြီးတော့မှပြန်ပြီးနှွှေးပေးမယ်ပေါ့။အဲ့တော့ဒီမှာဆိုရင်ဒီချက်ကဇာတ်ကွက်လေးတစ်ခုပေးထားတယ်။အဲ့ဒီဇာတ်ကွက်လေးထဲမှာကဏ္ဍက1ကနေဘယ်လောက်ထိရှိလဲဆိုတော့100အထိရှိရဲ။အဲ့1ကနေ100ကြားထဲမှာရှိရဲ4ရဲ့စတိုကိန်းတွေကိုဒီချက်ရှာပြမယ်။အဲ့တော့4ရဲ့စတိုကိန်းတွေလို့ဒီချက်ကပြောတယ်နော်4ရဲ့စတိုကိန်းဆိုတာဘယ်လိုကိန်းတွေကိုပြောရလဲလို့ပြောရင်ဒီချက်တို့4ကိုကိန်းပြည့်တစ်ခုနဲ့လာပြီး အပြည့်ကိန်းတစ်ခုနဲ့လာပြီးမြောက်တဲ့အခါမှာချေတို့4တက်လီ4ဆိုပြီးတော့မှရတယ်အဲ့ဒီခါမှာရလာတဲ့မြောက်လက်ကလေးတွေကို4ရဲ့စတိုကိန်းဆိုပြီးတော့မှပြောတယ်ဒါဆိုရင်4ကိုအပြည့်ကိန်းတစ်ခုဖြစ်တဲ့2နဲ့လာပြီးတော့မှမြောက်မယ်ဒါဆိုရင်ချေတို့ဘယ်လောက်ရမလဲဆိုရင်4နဲ့4 8ဆိုပြီးတော့မှရတယ်ဒါဆိုရင်ချေတို့ကရလာတဲ့မြောက်လက်ဖြစ်တဲ့8ကလည်း4ရဲ့စတိုကိန်းပဲပေါ့အဲ့တော့ဒီရဲ့အသွားလာလေးကိုဒီချေတို့ကြည့်လိုက်တဲ့အခါမှာဆိုရင်ဒါလေးကချေတို့အရင်တော့ကဆိုရင်ငငယ်လေးကစက်ရတဲ့လေးအလီနဲ့တူတယ်ဆိုမှချေတို့ကပြောတယ်ဆိုတော့ကလေးတို့ကဒါဆိုရင်အလီလေးတွေကိုရတယ်ဆိုရင်လေးရဲ့စတိုကိန်းလေးကိုရတယ်လို့သတ်မှတ်လို့ရတယ်နော်အဲ့တော့ကလေးတို့ကဘယ်အလီထိချက်ထားရလဲဆိုတော့ချေတို့က40လီ40ထိရတဲ့ကလေးရှိရယ်42လီ48ထိရတဲ့ကလေးရှိရယ်ဆိုတော့ဒီချက်ကလေးရဲ့စတိုကိန်းကိုပြောပါလို့ပြောတချို့ကလေးတွေက40ထိဖြည့်တယ်ချို့ကလေးတွေက48ထိဖြည့်တယ်အဲ့တော့ဒီမှာလဲဒီချက်ကကလေးတို့ပြောလိုက်တယ်ဒါဆိုရင်ဒီဇာတ်ကွက်မှာဆိုရင်4ရဲ့စတိုကိန်းလေးတွေဝိုင်းလာခဲ့လို့ပြောရင်ကလေးတို့ကဒီမှာ4 5လီ20ထိရှိသွားပြီဆိုတော့4 6လီ24 4 9လီ28 4 8လီဆိုရင်ချဲတော့32 4 9လီ36 40လီ40 41လီဘယ်လောက်လဲဆို44 42လီ48ဆိုကလေးတို့ကရက်သွားရောအမှန်တော့ဒီမှာချေတို့ထပ်ပြီးတော့မှရှာလို့ရတယ်လीเนาะ4ကို73စတိုးလိုက်လဲရတယ်4ကို14စတိုးလိုက်လဲရတယ်အများကြီးကြံသေးတယ်ဒီမှာထပ်ပြီးတော့မှရှာရမယ်နော်ဆိုတော့တီချာကဒီမှာပေးထားတဲ့ဇာတ်ကွက်က1ကနေ100အတွင်းပေးထားတာလေ1ကနေ1000ဆိုရင်ရော4ရဲ့စတိုကိန်းတွေကပို့ပြီးများလာမှာပေါ့ဒါဆိုရင်1ကနေ1000ဆိုရင်ရောအများကြီးပဲစတိုကိန်းတွေကအများကြီးရှာလို့ရတယ်နော်ကလေးတို့လိုချင်တဲ့ကဏ္ဍရဲ့ဒီ4ရဲ့လိုချင်တဲ့အစပေါင်းအများကြီးကလေးတို့ရှာလို့ရတယ်ကလေးတို့အဲ့ concept ကိုတော့သဘောပေါက်ထားရမယ်နော်ဆိုတော့4ရဲ့စတိုကိန်းလို့ပြောလိုက်ရင်အများကြီးရှိတယ်ဆိုတာကိုကလေးတို့ကသိထားရမယ်ဒီမှာတော့ဒီချေက1ကနေ100အတွင်းလေးကိုပဲပြင်ထားတာဒါဆိုရင်စတိုကိန်းနဲ့ပတ်သက်ပြီးတော့မှကလေးတို့ကသဘောပေါက်သွားမယ်လို့ထင်တယ်ပြီးတော့ဒီချေဒီမှာ green လေးခတ်ထားတဲ့ကိန်းတွေ4ရဲ့စတိုကိန်းတွေနော်အဲ့ဒီ4ရဲ့စတိုကိန်းမှန်တမျှကို4နဲ့ပြန်စားကြည့်လိုက်အပြတ်စားနိုင်တာကိုလည်းတွေ့ရတယ်ဒါသူ့ရဲ့ဂုဏ်သက်တစ်ချက်နောက်ပြီးတော့ရင်4ကို3ညနဲ့မြောက်လိုက်ရင်4 3ညလီ3ညဖြစ်တာဖြစ်တဲ့အတွက်3ညကိုလည်း4ရဲ့စတိုကိန်းလို့သတ်မှတ်လို့ရတယ်3ညကတော့ကိန်းအားလုံးရဲ့စတိုကိန်းဖြစ်တယ်ဆိုတာကိုတော့သိထားရမယ်နော်ဒီပါဆိုရင်3ညကလည်း4ရဲ့စတိုကိန်းပဲဆိုတာကိုသိထားရမယ်အဲ့တော့ဒီမှာကတော့ဇာတ်ကွက်မှာတော့ဒီချက်3ညမပါဘူးလေနော်ဒါပေမဲ့3ညကလည်း4ရဲ့စတိုကိန်းဆိုတာကလေးတို့သိထားရမယ်ဒါဆိုရင်ဒီချက်တို့9ရဲ့စတိုကိန်းဆိုလည်းလွယ်လွယ်လေးရှာလို့ရတယ်9ပြီးတော့ရင်ဘယ်လောက်ဖြစ်မှာ10ပြီးရင်ဒီမှာ15 20ပြီးတော့ဒီမှာအများကြီးပဲ25 30 35 40 45 50ကလေးတို့အများကြီးရှာလို့ရတယ်ဒါဆိုရင်ကလေးတို့စတိုကိန်းရဲ့သဘောတရားကိုနားလည်မယ်လို့ထင်ပါတယ်ဒါဆိုရင်နားလည်သွားပြီနော်โอเคဒါဆိုဒီချေတို့ခုနကမိခွန်းလေးနဲ့ပြန်ချိတ်ပြီးတော့တူတူလေးလာကြည့်ရအောင်စိုင်းတစ်စိုင်းမှာတဲ့ပန်းတစ်တော်ဒီကို3လုံးစီထုတ်တယ်ပန်းသီးကိုကြတော့4လုံးစီထုတ်ဖို့ရောင်းချတယ်တဲ့ပန်းသီးနဲ့ပန်းတစ်တော်ဒီကိုအရေးအတွက်အတူတူဝယ်ချင်တယ်ဆိုရင်ပန်းသီးအိတ်ဘယ်လောက်ဝယ်ရမလဲပန်းတစ်တော်ဒီအိတ်ဘယ်လောက်ဝယ်ရမလဲဆိုပြီးသူကမေးထားတယ်အဲ့တော့အရင်ဆုံးကလေးတို့ကမင်းခွန်းကိုနားလည်အောင်ဖတ်ပါဒီချေကတော့ဒီမှာ highlight လေးပြထားတယ်ခြေနဲ့တူတူလိုက်ပြီးတော့မှစဉ်းစားကြည့်မယ်နော်ပန်းတစ်တော်ဒီကိုဘယ်နှလုံးစီထုတ်မှာလဲဆိုတော့3လုံးစီထုတ်မှာ
အဲ့တော့ကလေးတို့ပို့ပြီးတော့မြင်တာအောင်လို့ဒီချက်ကအောက်မှာပုံလေးနဲ့ပြထားတယ်အစိမ်းရောင်လေးနော်ပန်းတစ်တော်ဒီကိုတစ်ခါထုတ်ရင်3လုံးစီထုတ်မယ်ပန်းသီးကိုကြတော့တအိတ်ထဲမှာတစ်ခါထုတ်ရင်ဘယ်နှလုံးစီထုတ်မလဲဆိုရင်4လုံးစီထုတ်မယ်အဲ့တော့ပန်းသီးနဲ့ပန်းတစ်တော်ဒီကို तू ကအရေးအတွက်အတူတူ sorry အရေးအတွက်အတူတူ तू ကဝယ်ခြင်းတယ်တဲ့ဒါဆိုရင်တဲ့ပန်းတီးအိတ်ဘယ်နှအိတ်နဲ့ပန်းတစ်တော်ဒီအိတ်ဘယ်နှအိတ်ဝယ်ယူနိုင်မလဲဆိုပြီးမေးထားတယ်အဲ့ဒီမှာဒီအချက်လေးကအရန်ကိုအရေးကြီးပါတယ်အရေးအတွက်တူညီစွာဝယ်ယူခြင်းတယ်တဲ့เนาะဒီချက်လေးကတကယ်ကိုရေးပါတယ်ပန်းသီးနဲ့ပန်းတစ်တော်ဒီကိုအရေးအတွက်အတူတူဝယ်ခြင်းတယ်ဆိုရင်ပန်းတီးအိတ်ကဘယ်နှအိတ်ဝယ်ရမလဲပန်းတစ်တော်ဒီအိတ်ကဘယ်နှအိတ်ဝယ်ယူနိုင်လဲဆိုပြီးမေးတယ်အရေးအတွက်တူရမယ်เนาะကလေးတို့ကဘယ်နှလုံးလို့မမေးဘူးဘယ်နှလုံးဖြစ်ရမယ်လို့မပြောဘူးကလေးတို့ဝယ်လာတဲ့ပန်းသီးနဲ့ပန်းတစ်တော်ဒီအရေးအတွက်ကတူနေရင်ရပြီဆိုတော့ချဲတို့စဉ်းစားကြည့်လိုက်တော့လေဘယ်နှလုံးဖြစ်ရင်ရပြီလဲဆိုတာသူမပြောထားဘူးဆိုတော့ခါကျတော့ကလေးတို့ကဝယ်လာတဲ့အခါမှာပန်းတစ်တော်ဒီကိုတူအောင်တော့ဝယ်ပေးရမယ်နည်းနည်းဝယ်လဲရတယ်အများကြီးဝယ်လဲရတယ်ဒါဆိုရင်အဖေကတစ်မျိုးထက်တော့မဖြစ်နိုင်တော့ဘူးအဖေကအများကြီးဖြစ်နိုင်သွားပြီဆိုတော့ပြီးတော့ဒီချက်ကစဉ်းစားကြည့်လိုက်တော့လေအိတ်ကလေးနဲ့ဝယ်ရမှာဆိုတော့ဒီချက်ကအိတ်ကအရေအတွက်ကိုတူစရာမလိုဘူးအဓိကတူရမှာကချဲတို့ဘာတူရမလဲလို့ပြောရင်အသီးအရေအတွက်တွေတူရမယ်ဝယ်လာတဲ့ပန်းတီးကလည်းတူရမယ်ပန်းတစ်တော်တီးကလည်းတူရမယ်အဲ့အရေအတွက်တူစရာမလိုဘူးဒါပေမဲ့အိတ်အိတ်ချင်းစီမှာတော့လေပါနေတဲ့အလုံးရေအတွက်ကလည်းမတူဘူးဒါဆိုဒီချက်ကအရင်ဆုံးပန်းတီးတစ်အိတ်မှာဘယ်နှလုံးပါလဲနှစ်အိတ်ဆိုရင်ဘယ်နှလုံးပါမလဲဒီချက်တစ်ဆင့်ပြီးတစ်ဆင့်ချင်းစီစဉ်းစားသွားမယ်အဲ့တော့အောက်ကဇရာကွက်လေးမှာတော့ဒီချက်ကကြိုပြီးတော့ဖြည့်ထားလိုက်တယ်နော်ဒီမှာအိတ်အရေအတွက်ကတစ်အိတ်လို့ပေးထားတယ်တကယ်လို့ဒါပန်းတစ်တော်ဒီကတစ်အိတ်မှာ3လုံးစီထည့်မှာလीနော်တစ်အိတ်မှာဆိုရင်ပန်းတစ်တော်ဒီက3လုံးပါလိမ့်မယ်ဒါဆိုရင်တစ်အိတ်မှာ3လုံးဆိုရင်နှစ်အိတ်ဆိုရင်ဘယ်နှလုံးဖြစ်မှာလဲဆိုတော့ဟောဒီမှာ6လုံးဖြစ်မယ်နော်နှစ်အိတ်ဆိုရင်6လုံးဖြစ်မယ်3အိတ်ဆိုရင်ဟောတစ်အိတ်မှာ3လုံး3အိတ်ဆိုတော့3 3လီ9အိတ်ဖြစ်မှာပေါ့နော်ဒါဆိုရင်ဒီမှာဟုတ်ပြီ4အိတ်ဆိုရင်ဟော4အိတ်ဆိုရင်3 4လီ12အိတ်ဖြစ်မယ်ဒါဆိုဒီမှာ9အိတ်9အိတ်ဆိုရင်3 5လီ15အဲ့လိုနဲ့ချေလို့ဒီလိုလေးစဉ်းစားသွားမယ်ဒါဆို9အိတ်ထိပဲဒီချေကစဉ်းစားထားတာအိတ်ရေအတွက်9အိတ်ဆိုရင်တော့ချေတို့ပန်းတစ်တော်ဒီရေအတွက်က21လုံးပါမယ်ဒါကဒီချေက9အိတ်ထိပဲစဉ်းစားထားတာเนาะကလေးတို့ကအဲ့ဒါကိုသိဖို့လိုမယ်အိတ်တွေကအများကြီးစဉ်းစားလို့ရသေးတယ်ဆိုတာကိုသိနေရမယ်ဒီမှာတော့ဒီချေက9အိတ်ထိကိုအရင်ဆုံးစဉ်းစားလိုက်တယ်ပေါ့โอเคဒါဆိုရင်ပန်းတီးရရောချေတို့စဉ်းစားတဲ့အခါမှာတစ်အိတ်မှာ4လုံးဒါဆိုရင်ဒီချေတို့2အိတ်ဆိုရင်ဒီမှာ8လုံးဖြစ်မယ်3အိတ်ဆိုရင်12လုံး4အိတ်ဆိုရင်16လုံး5အိတ်ဆိုရင်20 6အိတ်ဆိုရင်24လုံးဖြစ်မှာပေါ့4 6 4 24 9အိတ်ဆိုရင်9 4 28ဖြစ်မှာကလေးတို့ဒါကိုသိထားဖို့လိုတယ်ဒါဆိုရင်ဒီချက်ကပန်းသီးနဲ့တစ်တော်ဒီကအရေးအတွက်တူရင်ရပြီဒီမှာနော်ဒါလေးအရေးအတွက်တူရင်ရပြီဆိုရင်ချဲတို့ကအရေးအတွက်ကဘလို့တူရင်ဘလို့ဘယ်ချိန်မှတူနိုင်မလဲဆိုတော့ဒီမှာကြည့်ပါဦးဒီမှာပန်းတစ်တော်က4အိတ်ဆိုရင်ချဲတို့ဒီမှာ12လုံးရဒါဆိုရင်ပန်းတီးရအောင်ဒီမှာလည်း12လုံးရတဲ့အနေထားရှိတယ်ဘယ်နှအိတ်ဝင်ရင်လဲဆို3အိတ်ပန်းတီး3အိတ်ဝင်ရင်တော့ပန်းတီးရေအတွက်က12လုံးပါလာနိုင်တယ်။အော်ဒါဆိုရင်ဒီချဲတို့အရေအတွက်အတူတူဝယ်လို့ရတဲ့နီလန်းလေးကိုတွေ့သွားပြီ။ပထမနီလန်းလေးကိုချဲရလိုက်ပြီ။ပထမနီလန်းလေးကဘာဖြစ်မလဲဆိုတော့ဒီမှာကြည့်ပါဦး။ပထမနီလန်းလေးကပန်းတစ်တော်အရေအတွက်က4အိတ်ဝယ်ရင်12လုံးရတယ်။ပန်းတီးအရေအတွက်ကကြတော့3အိတ်ဝယ်လိုက်ရင်12လုံးရတယ်။ဒါဆိုရင်ဒီအဖြေလေးကလက်ခံလို့ရတယ်။ဘာလို့လဲဆိုတော့ तू ကပန်းတီးနဲ့တစ်တော်ဒီကိုဒီမှာကြည့်ပါဦးဒီမှာမေးခွန်းလေးမှာပြန်ကြည့်အောင်လေပန်းတီးနဲ့တစ်တော်ဒီကို तू ကအရေးအတွက်ဘာဖြစ်ချင်တာလဲလို့ပြောတူညီစွာဝယ်ချင်တယ်ဆိုဒီမှာအရေးအတွက်တူသွားပြီဒါပေမဲ့ပန်းတီးကချေတို့12လုံးပန်းတစ်တော်ဒီကလည်းပန်းတစ်တော်ဒီကလည်း12လုံးပဲအိတ်တွေကတော့မတူဘူးဒါပေမဲ့ဒီဖြေကလက်ခံလို့ရတယ်အဲဆိုရင်ချေကပန်းတီး3အိတ်ဝယ်မယ်ပန်းတစ်တော်ဒီက4အိတ်ဝယ်မယ်လို့ချေစဉ်းစားလိုက်တယ်ပေါ့ဒါပေမဲ့ကလေးတို့ဒီချေစဉ်းစားခိုင်းတာတခုရှိရနေနော်ဒါက9အိတ်အတွက်ပဲစဉ်းစားထားတာအိတ်တွေအများကြီးထပ်ပြီးတော့စဉ်းစားလို့ရသေးတယ်ဒါဆိုရင်လည်းပန်းသီးတွေကအရေးအတွက်တူညီစွာဝယ်နိုင်မဲ့နီလန်းတွေကလည်းရှိအောင်ပါကလေးတို့ရဲ့အဲ့တော့ဒီချက်ကနောက်ထပ်ပန်းသီးတွေပူဝယ်လို့ရတဲ့နီလန်းတွေရှိမလားဆိုပြီးတော့ဒီချက်ကထပ်ရှာခြင်းတယ်ဒါဆိုရင်ဒီချက်တို့ဒီလိုမျိုး9အိတ်နဲ့စဉ်းစားရင်တော့ဒီချက်တို့ဒီလောက်နဲ့တင်ဖြေထွက်တယ်ပေါ့တကယ်လို့ဒါချက်ကအများကြီးအိတ်တွေအများကြီးနဲ့ထည့်လိုက်မယ်ဆိုရင်ရောစဉ်းစားနိုင်တဲ့နီလန်းရှိလားဆိုပြီးဒီချက်သုံးသပ်ကြည့်မယ်အဲ့တော့ဒီမှာဒီချက်ပြန်စဉ်းစားကြည့်လိုက်တော့ပန်းတစ်တော်အရေးတော့ကဒီမှာ3ပြီးရင်6ဆိုတော့ဒါ3နဲ့လီ6ပြီးရင်3 3လီ9 3 4လီ7ဆိုတော့ဒီပန်းတစ်တော်အရေးတော့ကဒါတွေအကုန်လုံးက3ရဲ့စတိုးကိန်းတွေဖြစ်နေတယ်ဒီမှာလဲပန်းတီးအရေးအတွက်ကလည်း4တက်လီ4 4နဲ့လီ8ဆိုတော့ဒါကလည်း4ရဲ့စတိုးကိန်းတွေပဲ
ဒါဆိုရင်ဒီချက်က3ရက်စတိုးကိန်းနဲ့4ရက်စတိုးကိန်းကိုဒီချက်အရင်ရှာလိုက်မယ်အရင်ရှာပြီးတော့မှသူတို့နှစ်ခုထဲမှာဘုံပါနေတဲ့ဂိမ်းတွေဒီချက်ဒီမှာလေးတွေ့လားနော်ဒီမှာ12တောင်ဘုံပါနေရဆိုတော့နောက်ထပ်ဘယ်ဂိမ်းတွေဘုံပါနေလဲဆိုတာကိုဒီချက်စဉ်းစားလိုက်မယ်ဆိုရင်ချက်ကဒီနီလန်းလေးတစ်ခုမကပဲနဲ့နောက်ထပ်အဖြေတွေအများကြီးရနိုင်တယ်ဒါဆိုရင်ဒီမေးခွန်းကအဖြေတစ်ခုတည်းမကတော့ဘူးအများကြီးဖြစ်နိုင်တယ်ဆိုတာကလေးတို့သိထားရမယ်ခုနကဒီချက်ဇရာကွက်မှာပြသူလိုပဲလीနော်ဒီချက်က4ရက်စတိုးကိန်းဆို1ကနေ100အထိပဲရှာတာတကယ်လို့လား1ကနေ1000ထိဆိုရင်လည်းအဖြေတွေကအများကြီးဖြစ်လာမှာဒါလည်းဒီလိုဒီတဘောတရားအတိုင်းပဲဒီမှာဒီချက်က9အိတ်ထိပဲစဉ်းစားထားတာ9အိတ်ထိဂျာထဲမှာဆိုရင်ဒီချက်တို့အတူတူဝယ်လို့ရတဲ့နီလန်းကချက်တို့12လုံးတူပါတယ်တွေ့လားအဲ့ဆိုရင်ဒီမှာပန်းတီ3အိတ်နဲ့ပန်းတစ်တော်ကြီး4အိတ်ဝယ်လိုက်ရင်တူသွားနိုင်တဲ့နီလန်းကဒီမှာ12လုံးတူသွားနိုင်တယ်ဆိုရင်မှတစ်ခုရတယ်နောက်ထပ်ပန်းတစ်တော်ဒီအများကြီးဝယ်လို့ရသေးလားအရေးအတွက်တူတူနဲ့အများကြီးထက်ဝယ်လို့ရနိုင်တဲ့နီလန်းရှိသေးလားလို့ပြောရင်ချက်ကသူတို့နှစ်ခုလုံးရဲ့စတိုးကိန်းတွေကိုအရင်ရှာလိုက်ပြီးတော့မှအဲ့ဒီကဘုံပါနေတဲ့ကိန်းကိုရွေးလိုက်မယ်အဲ့ဒါဆိုရင်ပို့ပြီးတော့အဆင်ပြေနိုင်တယ်โอเคဒါဆိုရင်ဒီချက်ကဒီမှာစတိုးကိန်းတွေတက်ပြန်ပြီးတော့မှစဉ်းစားလိုက်မယ်ဒါဆိုရင်ဒီချက်ခုနအများနဲ့ remind လုပ်တယ်နော်3ရက်စတိုးကိန်းမှာဒီချက်3ညပါတယ်ဆိုတာပြောထားတယ်ဒါဆိုရင်ဒီချက်ကစတိုးကိန်းကိုအလီလေးနဲ့စဉ်းစားလိုက်မယ်ဆို3တက်လီ3 3နဲ့လီ6 3 3လီ9 3 4လီ12 3 5လီ15 3 6လီ18 3 9လီ21 3 8လီ24 3 9လီ29 30လီ30ချက်အဲ့ဒီစဉ်းစားလိုက်ပြီဒါဆို4ရက်စတိုးကိန်း3ညပါတယ်နော်မမေ့ပါနဲ့4တက်လီ4 4နဲ့လီ8 4 3လီ12 4 4လီ16 4 5လီ20 and then 4 6လီ24 4 9လီ28အဲ့လိုနဲ့တစ်ချက်စဉ်းစားလိုက်တဲ့အခါမှာဆိုရင်တူညီနိုင်တဲ့နီလန်းနေနော်အဲ့တော့ဘုံစတိုးကိန်းလေးတွေကိုအရင်ရှာလိုက်မယ်3ရက်စတိုးကိန်းနဲ့ဖြစ်ပြီးတော့မှ4ရက်စတိုးကိန်းနဲ့ဖြစ်တဲ့ကိန်းတွေကိုရှာပါဆိုတော့ဒါဘုံစတိုးကိန်းကိုပြောတာဆိုတော့ဒီမှာကြည့်ပါအောင်တစ်ချက်စဉ်းစားလိုက်တော့တူတဲ့ကိန်းတွေက3ညနော်နောက်ပြီးတော့ဒီမှာဗာလဲတူလဲဆိုဒီမှာတွေ့လား12ဆိုတော့ဒီချက်ခုနတုန်းကစဉ်းစားထားတဲ့အဖြေလေးနဲ့တွားတူနေရလေနော်အဲ့တော့ပန်းတစ်တော်တီးက12လုံးနောက်ပြီးတော့ရင်ပန်းတီးကလည်း12လုံးဆိုတူသွားနိုင်တယ်ဒါဆိုရင်နောက်ထပ်အရေးအတွက်အတူတူဝယ်လို့ရတဲ့နီလန်းနေရာဘာတွေရှိနိုင်အောင်မလဲကြည့်လိုက်တော့ဒီမှာတွေ့လားဒီလားတစ်ချက်က24ဒါဆိုရင်24လုံးအရေးအတွက်တစ်မျိုးကို24လုံး24လုံးတူအောင်ဝယ်လိုက်လို့ရတယ်ဒါဆို8တီးကပိုများလာမှာเนาะအဲ့ဆိုရင်ခြေတို့ကရသွားပြီဒါဆိုရင်ခြေတို့ဖြေလေးထုတ်လိုက်တော့မယ်နော်ဒါဆိုရင်3ရက်စတိုးကိန်းလည်းဖြစ်ပြီး4ရက်စတိုးကိန်းလည်းဖြစ်တဲ့ကိန်းတွေကိုရှာပါလို့ပြောရင်3ညရဲ့12ရဲ့24ရဲ့ရှိတယ်ဒီမှာဒီချက်အဆက်လေးတွေချထားပြီးအဲ့ဒါကထပ်ပြီးတော့မှရှိနိုင်သေးတယ်ဆိုတော့အများကြီးထပ်ဝယ်လို့ရသေးတယ်နော်အဲ့တော့ကလေးတို့သိထားရမှာကဒီမေးခွန်းလေးရဲ့အဖြေကနီလန်တစ်ခုအဖြေတစ်ခုတည်းတော့မဖြစ်နိုင်ဘူးအများကြီးဖြစ်နိုင်တယ်နော်ဒါဆိုရင်ခုနကတော့ဒီချက်ခုနကအဖြေကိုပြန်ပြီးတော့မှသုံးသပ်မယ်ဆိုရင်ပန်းတီးနဲ့ပန်းတစ်တော်ဒီအရေးအတွက်ကိုအတူတူဝယ်လို့ရတဲ့နီလန်ကဒီမှာ12လုံးချင်းစီတူအောင်ဝယ်လို့လည်းရတယ်လို့ဒီမှာကြည့်ပါအောင်24လုံးစီဝယ်လို့လည်းရတယ်ဒါဆိုရင်နောက်ထပ်ကဘာတွေဖြစ်နိုင်အောင်လဲအဖြေတွေကတစ်ခုထပ်မကဘူးဒါဆို8ဒီအများကြီးဝယ်လို့ရတယ်เนาะအဲဆိုတော့ဒါပေမဲ့ကလေးတို့သိထားမှာအဖြေကတစ်ခုတည်းမဟုတ်ဘူးဆိုတာကိုကလေးတို့ကသိထားရမယ်ဆိုရင်ချဲချင်နေပါတယ်အဲ့တော့ဒီမှာဆိုရင်နောက်ထပ်လျှို့ဝှက်ချက်လေးတစ်ခုကဒီမှာ3ည12 24ဆိုတော့ဒါလေးကဒီမှာ shortcut လေးနဲ့စဉ်းစားမယ်ဆိုနောက်ထပ်ဝယ်လို့ရတဲ့နီလန်းက12အလီလေးနဲ့သွားလိုက်ရင်လည်းအဆင်ပြေတယ်ဒီမှာတစ်ချက်တစ်ခါလေးပြပေးလိုက်မယ်နော်ဒါဆိုရင်12 24ဆိုရင်ဒီဟာလေးက12အလီလေးနဲ့စဉ်းစားလိုက်လေရတယ်12တက်လီ12 12နယ်လီ24 12 3လီ36 12 4လီ48 12 5လီ60ဆိုပြီးတော့မှအတူတူဝယ်လို့ရတဲ့အသီးလေးတွေကိုအတူတူဝယ်လို့ရတဲ့အရေးအတွက်တွေကအများကြီးကျန်သေးတယ်ဆိုတာကိုကလေးတို့ကဒီမှာနားလည်ရမယ်နော်စနစ်အလီလေးနဲ့စဉ်းစားသွားရင်ထပ်ပြီးတော့မှအများကြီးထပ်ရမှာပေါ့နော်အဲ့တော့တေချာလေးလိုက်တွက်ပေးပါတေချာလေးစဉ်းစားပေးပါအဖြေကနီလန်းအဖြေတစ်ခုတည်းမရှိဘူးဆိုတာကိုကလေးတို့သိစေချင်ပါတယ် thank you ပါ